တချို့ကမနဲ့နိုးတာနဲ့စိတ်ညစ်ပြီးတော့တနေ့တာလုံးအဆင်ပြေဖြစ်တတ်ကြတယ်တချို့ကြတော့လဲစိတ်ကျင်လင်ပြီးတော့အလုပ်တွေလည်းချောချောမွေ့မွေ့နဲ့တနေ့တာလုံးကိုအဆင်ပြေပြေနဲ့ဖြတ်ကျော်နိုင်ကြတယ်ကွာခြားချက်ကဘာလဲဆိုရင်တော့မနက်ခင်းကိုဘယ်လိုစတင်ရမလဲဆိုတာပါပဲဒီနေ့ဗီဒီယိုမှာတော့တနေ့တာလုံးစိတ်အေးချမ်းပြီးတော့အရာရာအဆင်ပြေပြေချုံးမွေစေဖို့အတွက်မနက်ခင်းအစမှာပြုလုပ်တဲ့အရာကိုအချက်9ချက်နဲ့တေချာလေးလက်တွေ့အသုံးချလို့ရအောင်မျှဝေပေးသွားပါမယ်ရှင်Hello အားလုံးပဲမင်္ဂလာပါရှင်ကျွန်မကအလှပါကျမ်းမာရေးနဲ့ဘဝအောင်မြင်ပျော်ရွှင်စေမယ့်အကြောင်းအရာလေးတွေကိုဘုဟုတုတအနေနဲ့အမြဲတမ်း share လုပ်ပေးနေတဲ့ပို့ပို့ပါဟုတ်ကဲ့မင်္ဂလာပါရှင်လူတိုင်းကတော့တနေ့တာလုံးကိုစိတ်အေးချမ်းစွာအဆင်ပြေစွာနဲ့ဖြတ်ကျော်တင်ကြပါတယ်ကံကောင်းခြင်းဆိုတာကတစ်ခါတလေမှမတော်တဆရလာတာမျိုးရှိပေမဲ့နေ့စဉ်ကောင်းမွန်တဲ့အလေးအကျင့်တွေရှိနေတာကကိုယ့်ရဲ့စိတ်အခြေအနေဆုံးဖြတ်ချက်နဲ့အပြုအမူတွေကိုပိုကောင်းစေပြီးအခွင့်အရေးကောင်းတွေကိုတွေ့ကြုံနိုင်မှုအတွက်ကူညီပေးတာပါ။ဒါကြောင့်မလို့တနေ့တာမှာစိတ်အေးချမ်းပြီးတော့အရာရာအဆင်ပြေချုံးမွေ့စေဖို့မနက်ခင်းမှာပြုလုပ်တဲ့အရာကိုအချက်9ချက်နဲ့မျှဝေပေးပါမယ်ရှင်။ Okay နံပါတ်1ကျေးဇူးတင်တတ်တဲ့စိတ်နဲ့စတင်ပါမနက်ခင်းမှာဖုန်းမကင်သေးပဲနဲ့မျက်လုံးလေးမိတ်ပြီးတော့ဒီနေ့အသက်ရှင်ခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့စိတ်ထဲကနေတွေးကြည့်ပါကျေးဇူးတင်တဲ့စိတ်ရှိသူကစိတ်ဖိစီးမှုတွေရောနှဲလာပြီးတော့အကောင်းမြင်စိတ်တွေကပိုများလာတတ်ပါတယ်မနက်ခင်းမှာဒီအတွေးတစ်ခုတည်းနဲ့တွင်စိတ်အခြေအနေကောင်းကိုစတင်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျေးဇူးတင်တဲ့စိတ်နဲ့နေ့တစ်နေ့ကိုစလိုက်တာနဲ့တနေ့တာလုံးအစဉ်ပြေချောချောမွေ့မွေ့နဲ့စိတ်အေးချမ်းကြည်လင်စွာနဲ့ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်ရှင်နံပါတ်2မနက်နိုးတာနဲ့ရေတစ်ခွက်တောက်ပါအိပ်နေတဲ့အချိန်မှာခန္ဓာကိုယ်ကရေတဲ့အနှဲငယ်ဆုံးရှုံးနေပါတယ်ဒါကြောင့်နိုးနိုးချင်းမှာရေတစ်ခွက်တောက်လိုက်ခြင်းကခန္ဓာကိုယ်ကိုလန်းဆန်းစေပြီးအုံနောက်အလုံးလုံးနိုင်စွမ်းကိုလည်းအထောက်အကူပြုပါတယ်ရှင်ကျမ်းမာတဲ့ခန္ဓာကိုယ်ကကြည်လင်တဲ့စိတ်ကိုရရှိမှာဖြစ်ပါတယ်။ဒါကြောင့်မလို့မနဲ့နိုးနိုးချင်းမှာပဲရေတစ်ခွက်တောက်လိုက်ဖို့အတွက်ကိုတော့အကြံပြုပါရရှင်။နံပါတ်3 5မိနစ်တရားထိုင်ခြင်းဒါမှမဟုတ်လို့ရှိရင်အသက်ရှူလေးစဉ်ခံလေးပြုလုပ်ပေးပါ။မနက်ခင်းမှာမိနစ်အနည်းငယ်ငြိမ်ငြိမ်လေးထိုင်ပြီးတော့အသက်ရှူသွင်းရှူထုတ်ကိုပြုလုပ်ပေးပါ။ဒီအလေးချိန်ကစိတ်ဖိစီးမှုကိုရောနှဲစေပြီးတော့တနေ့တာလုံးစိတ်တည်ငြိမ်မှုအတွက်အထောက်အကူပြုပါရရှင်။မနက်ခင်းမှာဒီလိုတရားထိုင်တာဒါမှမဟုတ်လို့ရှိရင်အသက်ရှူလေးချိန်ခံလေးလုပ်ပေးတာကနှလုံးခုန်လုံးကိုတည်ငြိမ်စေပြီးတော့စိတ်ပူပန်မှုကိုရောကြစေပါတယ်။ဒီရာကအလုံးများနေတဲ့သူတွေတောင်5မိနစ်ဆိုတာကိုအချိန်ပေးသင့်ပါတယ်ရှင်။ဒီရာကတနေ့တာလုံးကိုအစဉ်ပြေပြေနဲ့စိတ်အေးချမ်းစွာဖြတ်သန်းနိုင်မှုအတွက်ဆိုရင်ဒီအချက်ကအကောင်းဆုံးအလေးအကျင့်တစ်ခုပါပဲရှင်။၄မေတ္တာပို့ပါမေတ္တာဆိုတာကဘာသာရေးအတွက်ကြီးပဲမဟုတ်ပဲကိုယ်စိတ်ကိုနူးညံ့စေဖို့အတွက်အလေးစဉ်တစ်ခုပဲဖြစ်ပါတယ်မိမိလည်းချမ်းသာပါစေမိသားစုလည်းချမ်းသာပါစေတတဝါအားလုံးလည်းဘေးရန်ကင်းကွာချမ်းသာကြပါစေစိတ်ထဲကနေတိတ်တိတ်လေးပြောပါဒေါသနဲ့စတင်တဲ့နေ့ထဲမေတ္တာစိတ်နဲ့စတင်တဲ့နေ့ကလူတွေနဲ့ပေါင်းသင်းဆက်ဆံရတာပို့ပြီးတော့ကောင်းလာစေပြီးတော့စိတ်ကလေးလည်းပို့ပြီးတော့အေးချမ်းရပါတယ်Okay နံပါတ်5ဒီနေ့အတွက်အရေးကြီးဆုံးအရာ3ခုကိုချရေးပါလုံးစရာများလို့ရင်စိတ်ရှုပ်သွားတတ်ပါတယ်ဒါလူတိုင်းပါပဲဒါကြောင့်မလို့ဒီနေ့အတွက်အရေးကြီးဆုံးအရာ3ခုကိုစာရွက်မှာချရေးပါအလုပ်ကိုအပိုင်းပိုင်းလေးခွဲပြီးတော့အစီအစဉ်တကြားလုပ်တတ်တဲ့သူကအချိန်ကိုပိုကောင်းစွာအသုံးချတတ်ပြီးတော့အလုပ်တွေလည်းပုံမှုပြီးတော့အဆင်ပြေလာတတ်ပါတယ်ရှင်ဒါကြောင့်မလို့ဒီနေ့အတွက်အလုပ်တွေအများများနေတယ်ဆိုရင်အရေးကြီးဆုံးအရာကိုအပိုင်းပိုင်းလေးနဲ့ခွဲထုတ်လိုက်ပါOkay နံပါတ်6အကောင်းမြင်စိတ်နဲ့စကားကောင်းတွေကိုပြောပါဒီနေ့ငါအကောင်းဆုံးကြိုးစားမယ်အခက်ခဲရှိရင်လည်းတည်ငြိမ်စွာဖြေရှင်းမယ်ဒီလိုမျိုးအားပေးစကားတွေကိုကိုပြောပေးပါအကောင်းမြင်စိတ်ကကိုယ့်ရဲ့ယုံကြည်မှုကိုမြင့်တင်ပေးပြီးအခက်ခဲတွေကိုလည်းပို့ပြီးတော့တတ်သိရှိစွာရင်ဆိုင်နိုင်ပါတယ်ရှင်ဒါကြောင့်မလို့တနေ့တာလုံးကိုစိတ်အေးချမ်းစွာအစဉ်ပြေပြေနဲ့ဖြတ်သန်းနိုင်ဖို့ဆိုရင်အကောင်းမြင်စိတ်ကလေးနဲ့စကားကောင်းပြောတတ်ဖို့လည်းလိုအပ်ပါတယ်ရှင်နောက်ဆုံးတစ်ချက်နံပါတ်9ဖုန်းကိုချက်ချင်းမကင်ဘဲနဲ့မနက်ခင်းကိုငြိမ်သက်စွာစတင်ပါနိုးနိုးချင်းမှာဖုန်းကိုကင်ပြီးတော့ social media သတင်းနဲ့ message တွေကိုအလင်းစလိုကြည့်လိုက်မယ်ဆိုရင်အဲ့မှာပဲစိတ်ဖိစီးမှုတွေစတင်ပြီးတော့ဝင်လာနိုင်ပါတယ်အရင်ဆုံးအပေါ်ကပြောသွားတဲ့6ချက်လုံးကိုပြုလုပ်ပြီးစိတ်ကိုတည်ငြိမ်အောင်ပြင်ဆင်ပြီးမှဖုန်းအသုံးပြုတာကတနေ့တာလုံးရဲ့အာယုံဆွဆွဲနေစွမ်းကိုပို့ပြီးတော့ကောင်းမွန်စေပါတယ်ရှင်
ဒီနောက်ဆုံးအလေးအကျင့်တစ်ခုထဲနဲ့တွင်စိတ်တည်ငြိမ်မှုကတိတိတသာကွာခြားလာတာကိုတွေ့ရမှာဖြစ်ပါတယ်ရှင်ဒီအချက်9လုံးကလုံးရခတ်တဲ့အရာတွေမဟုတ်ပါဘူးဒါပေမဲ့နေ့စဉ်ပုံမှန်လေးလှုပ်သွားမယ်ဆိုရင်စိတ်အေးချမ်းမှုအာရုံစူးစိုက်နိုင်စွမ်းနဲ့ဘဝအရေးအသွေးကိုတဖြည်းဖြည်းနဲ့တိုးတက်လာမှာဖြစ်ပါတယ်ရှင်တနေ့တာလုံးမှာအစဉ်ပြေပြေနဲ့ကံကောင်းခြင်းတွေရောက်လာဖို့ဆိုတာကထိုင်ဆောင်နေုံနဲ့မရပါဘူးရှင်ကောင်းမွန်တဲ့အလေးစင်တွေကမှကောင်းမွန်တဲ့ရလဒ်တွေကိုဖန်တီးပေးမှာဖြစ်ပါတယ်ဒါကြောင့်မလို့မနေ့ကကနေစပြီးတော့ဒီအချက်9ချက်လုံးကိုတစ်ချက်ချင်းစီလိုက်လုပ်ကြည့်ပါစိတ်အေးချမ်းမှုစိတ်ကြည်လင်မှုနဲ့အလုပ်အကိုင်းပညာရေးလူမှုဆက်ဆံရေးတွေမှာပုံကိုအဆင်ပြေချုံးမွေလာတာကိုတဖြည်းဖြည်းနဲ့ခံစားမိလာမှာဖြစ်ပါတယ်ရှင်โอเคဒီနေ့ဗီဒီယိုလေးကတော့အားလုံးအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုလေးကိုဒီနာပဲဆုံးသက်လိုက်ပါတယ်နောက်ထပ်ဗီဒီယိုအကြောင်းအရာလေးကိုတင်ဆက်သွားမလဲဆိုတော့သိရအောင်လို့ပူ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်သွားဖို့အတွက်အကြံပြုပါရရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့တဦးတယောက်ချင်းစီတိုင်းကျေးဇူးများတင်ပါတယ်ရှင်အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာပြီးတော့မင်္ဂလာရှိတဲ့နေ့ရက်တိုင်းပိုင်ဆိုင်နိုင်ကြပါစေလို့ပြောရင်းနဲ့အားလုံးနှုတ်ဆက်လိုက်ပါတယ်အားလုံးဘိုင်ဘိုင်ပါ